တကရာ926ခုနှစ်အင်းဝနေပြည်တော်ကြီးဟာညနေတန်းခေါင်ရတဲ့အချိန်မှာတိတ်ဆိတ်ငြိမ်သက်လို့နေပါတယ်။ကောင်းကင်ယံမှာလက်မင်းကြီးဟာတိမ်တိုက်တွေကြားတဲ့တစ်ချက်ပေါ်လာလိုက်ပျောက်သွားလိုက်နဲ့အင်းဝမြို့ရိုးကြီးကိုအရိပ်မဲကြီးတစ်ခုလိုခြောက်ချားွယ်ထစ်စီပါတယ်။မြို့ဆောင်တသားတွေဟာလှမ်းကိုစီကိုင်ပြီးကင်းလဲ့နေကြပြီမဲ့သူတို့အားလုံးရဲ့မျက်လုံးတွေကအိတ်ချင်မူရူးချနေကြပြီ။အဲ့ဒီအချိန်မှာပဲမြို့ရိုးပေါ်ကအမောင်ရိပ်တစ်ခုဟာလေထဲမှာဝဲပြန်သွားတယ်လို့မျိုးအတန်တစ်ချက်မမီပဲမြေပြင်ပေါ်ကိုတက်ဆင်းသွားပါတယ်။သူကတော့တခြားသူမဟုတ်တပြည်လုံးကခိုးသားကြော်လို့တီးကြတဲ့ငတက်ပြားပဲဖြစ်ပါတယ်။ငတက်ပြားဟာတာမန်သူကိုရီလိုစင်ရဲသားအိမ်ကိုဖောက်ထွင်းတာမျိုးလုံးဝမလုပ်ပါဘူး။သူ့ရဲ့ဝါဒနာကတော့စင်ခုံမှုကြီးတဲ့နေရာတွေမင်းဆိုးရာဇာတွေရဲ့အိမ်တော်တွေကိုမှရွေးပြီးခိုးတာပါ။ဒီညမှာတော့သူခြေဦးလက်လိုက်တာကအင်းဝဘရင်သတိုးမင်းဖျားရဲ့နန်းတွင်းနဲ့နီးစပ်တဲ့အမတ်ကြီးတဦးရဲ့အိမ်တော်စီကိုပါငတက်ပြားဟာကြားတဲ့တကောင်လိုဖြက်လက်တယ်သူ့ရဲ့ခါမှာတော့တန်လက်တစင်းနဲ့ကြိုးကွင်းတစ်ခုကအမြဲအသင့်ရှိနေတတ်ပါတယ်ဒီညတော့အမတ်ကြီးရဲ့ရွှေခရားကိုငါယူရမယ်ငတက်ပြားကသူ့ပါသူခက်တိုးသူရည်ရွယ်ရင်းအိမ်တော်ဝန်းထဲကိုအသားအရာကြော်တက်လိုက်ပါတယ်အိမ်တော်ထဲမှာကင်းဆောင်တွေရှိနေပြီမဲ့ငတက်ပြားအတွက်တော့ကလေးကစားစရာလိုပါပဲသူဟာအသက်ရှူတန်းကိုထိန်းရင်ခြေတန်းကိုဖျောက်တီးအိမ်မကြီးရဲ့အပေါ်ဓာတ်ကိုကတ်တက်သွားပါတယ်အမတ်ကြီးဟာအိတ်ဆောင်ထဲမှာနှစ်ချိုက်အိမ်မောချနေပါတယ်ကုရင်ဘေးကစပွဲမော်မှာတော့ဝင်းပြောင်နေတဲ့ရွှေခရားကြီးတစ်လုံးရှိနေတယ်ငတက်ပြားဟာအตาအရာလက်လန်းလိုက်တဲ့အချိန်မှာပဲကြောက်မမျော်လင့်ပဲဂျမ်းပြင်ကတစ်သားချောင်းတစ်ချောင်းကအတန့်မီသွားပါတယ်အမတ်ကြီးဟာလက်နိုးသွားပြီးမျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါအမောင်ထဲမှာလူရိပ်တစ်ခုကိုမြင်လိုက်ရပါတယ်ဘဒူလဲတကိုးအမတ်ကြီးရဲ့အော်ဟစ်တန်ကြောင်အင်ကျော်တစ်ခုလုံးရုံတဲထီသွားပါတယ်လက်နဲ့ကွိုင်းတက်သားတွေဟာအိတ်ဆောင်စီကိုပြီးတက်လာကြပါပြီငတက်ပြားဟာပြုံးလိုက်ပါတယ်သူဟာကြောက်ရွံ့ခြင်းမရှိပဲရွှေခရားကိုဆွဲယူလိုက်ပြီးပဒင်းပေါက်ကနေအောက်ကိုခုန်ချလိုက်ပါတယ်တက်သားတွေဝိုင်းထားတဲ့ကြားထဲကနေသူဟာဓားပြားကိုဝစ်ရမ်းရင်းရှောင်းတိန်ကမြို့ရိုးဘတ်ကိုဦးတည်ပြေးလိုက်ပါတယ်ဖမ်းကြငတက်ပြားကိုမိအောင်ဖမ်းကြအနောက်ကနေမီးတို့တွေလှန်တွေနဲ့လိုက်လာကြပေမဲ့ငတက်ပြားဟာမှောင်ရိပ်ခိုပြီးတနေရာရောက်မှပျောက်ကွယ်သွားပါတယ်သူဟာအင်းဝမြို့ရဲ့လမ်းကြားတွေကိုလက်ဝါးပေါ်တင်ထားသလိုကျွမ်းကျင်သူပါနောက်တနေ့မနက်မှာတော့အင်းဝမြို့သူမြို့သားတွေကြားမှာတည်င်းတစ်ခုကဟိုးကြော်သွားပါတော့တယ်အမတ်ကြီးအိမ်ကရွှေခရားကြီးပျောက်သွားတာအပြင်အမတ်ကြီးရဲ့နှဖောင်းမှာထွန်းနဲ့ငတက်ပြားဆိုတဲ့စာတန်းကိုရေးထိုးသွားခဲ့တယ်ဆိုတာပါ